ခုလေးလာမဲ့တနည်းစာကတော့ Redmi Note 3 MDK ဆိုတဲ့ဖုန်းမျိုးစာမှာဖုန်းပြောတဲ့အခါမှာမိမိပြောလိုက်တဲ့အတန်ကိုတစ်ဖက်ကမကြားရဆိုတဲ့ error မျိုးနဲ့လာခဲ့တဲ့ mic error ကိုဖြေရှင်းဖို့အတွက် diagram ဖွင့်ပြီးတော့လမ်းကြောင်းနဲ့တဆင့်ချင်း step by step စစ်စစ်ပြည့်တက်ဖို့သင်ခန်းစာတစ်ခုအနေနဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ mic ဆိုတဲ့ဒီသင်ခန်းနေရာကိုလေ့လာဖို့အတွက်ပထမဆုံးကျွန်တော်တို့စပြီးကြည့်ရမှာကအောက်ချမ်း socket ကနေစပြီးလေ့လာမှာဖြစ်ပါတယ်။အဲ့တော့ socket နှစ်ခုမှာဘယ်ကအောက်ချမ်း socket ဘယ်က AC socket လဲခွဲဖို့တက်ကရှေ့ရသင်ခန်းစာမှာတွေကကျွန်တော်ပြောပြီးသားဖြစ်ပါတယ်။ MIBN transformer coil လို့ခေါ်တဲ့လေးလေးတွေရှိနေတဲ့ socket ဒီ AC socket ဖြစ်ပြီးတော့လေးလေးတွေမရှိတဲ့ socket ဒီအောက်ချမ်း socket ဖြစ်ပါတယ်။အဲ့တော့ဒီဘက်က socket တွေဒါအောက်ချမ်း socket ဖြစ်တဲ့အတွက်စကမတဲ့၄ရောက်မဲ့ diagram မှာတွားကြည့်လိုက်တဲ့အခါမှာအောက်ချမ်း socket ရဲ့နံပါတ်ဒီ J1839 အဲ့တော့စကမတဲ့ diagram မှာ J1839 လို့ရတဲ့အခါမှာဒီအောက်ချမ်း socket ကိုမိုင်းနဲ့ပတ်သက်ပြီးတော့ sticker နဲ့ထုတ်ပေးမဲ့ IC လေးဒီ U2010 ဆိုတဲ့ IC လေးဖြစ်ပါတယ်။U2010 ဆိုတဲ့ IC လေးကိုရက်ပြီးတော့ရှာကြည့်လိုက်ပါမယ်။ U2010 U2010 ဆိုတဲ့ IC လေးဒီစင်ကအထိုင်ရဲ့အပေါ်မှာရှိနေပါတယ်။အဲစင်ကအထိုင်ရဲ့အပေါ်က IC လေးဆိုရင် DIC ဒီဒါ main power IC ဖြစ်ပါတယ်။ဒါကြောင့် main power IC မလို့သိရှိရလဲဆိုရင် power IC နှလုံးထိုင်ထားတဲ့ဖုန်းဒီမှာ crystal နဲ့ကပ်နေတဲ့ power IC ဒီ main power IC လို့အရှိရသင်ခန်းစာတွေမှာပြောခဲ့တဲ့အတွက်မ crystal တွေ့တဲ့ဒီ power IC ဒါ main power IC ပါ။အဲ့တော့ Redmi Note 3 MDK ဆိုတဲ့ model မှာ mic လို့ဖို့အတွက်ထိချုပ်ပြီးတော့ signal light ထုတ်ပေးတဲ့ IC ဒီ main power IC ရလို့သိရှိရပါတယ်။ main power IC ကနေထုတ်ပေးလိုက်တဲ့ signal light နေ J1839 လို့ခေါ်တဲ့အပေါ်ချမ်းကနဲ့အောက်ချမ်းနဲ့ဆက်သွယ်ထားတဲ့ socket စီကိုရောက်ဖို့လမ်းမှာ capacitor နှလုံးကို positive နဲ့ negative လမ်းကြောင်းမှာ positive လမ်းကြောင်းမှာတစ်လုံး negative လမ်းကြောင်းမှာတစ်လုံး series ဆက်ထားပြီးတော့ capacitor ၃လုံးကိုတော့တစ်ဖက်ground ချပြီးအသုံးပြုထားတာကိုသိရှိရပါတယ်။ series ဆက်ထားတဲ့ capacitor နှလုံးဒီပြုတ်နေလို့မရဘူးပြတ်နေလို့မရပါဘူး။တစ်ဖက် ground ချပြီးအသုံးပြုထားတဲ့ capacitor ၃လုံးကတော့ဘယ်နေရာမှာရှိလဲတစ်ခုချင်းလိုက်ပြီးတော့ရှာကြည့်ကြပါမယ်။ C6323 နဲ့ C6326 လို့ခေါ်တဲ့